ဝမှာတကားမှအမားမလုပ်ဘူးတဲ့သူဆိုတာတော်လုံးတက်လွန်နေတဲ့သူမဟုတ်ပါဘူးသူဟာဘဝကိုအန်ဒီရဲ့ကင်းကင်းနဲ့ safe zone တွေကနေပဲဖြတ်တန်းခဲ့လို့ဖြစ်ပါတယ်လေတစည်းဟာကမ်းမှာကတ်ထိုင်အန်ဒီရဲ့အကင်းဆုံးပဲဒါပေမဲ့ဒါလှေကိုတိဆောက်ခဲ့တဲ့ရည်ရွယ်ချက်တော့မဟုတ်ဘူးလှေကိုစောက်ခဲ့တယ်ဆိုတာအကုန်လုံးကအဲ့လိုပဲလူတွေကလည်းဘာမှမလုပ်ပဲအိမ်မှာပဲထိုင်နေအန်ဒီရဲ့အကင်းဆုံးနဲ့ဖြစ်ဆုံးပဲဒါပေမဲ့ဒါဟာလူဖြစ်လာရတဲ့အနှစ်သာရတော့ပြည့်စုံပါအကြောင်းဘဝမှာတကားမှအမားမလုပ်ဘူးဆိုတော်လုံးတက်လွန်နေလို့မဟုတ်ပါဘူးတစ်လွင်လှပတဲ့အရာကိုတကားမှမိမိဘာသာမဆန်းစစ်ဘူးလို့ပါပဲဒါကြောင့်မို့အမားဆိုတာစမ်းသစ်စမ်းသပ်မှုရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်ပါတယ်လူတယောက်ဟာမိမိကျွမ်းကျင်ပြီးရခင်ကလေးကလုံနေကြတမယိုးကြလမ်းဟောင်းကြီးအတိုင်းပဲဆက်လုပ်နေမယ်ဆိုရင်အမားလုံးမိဖို့ရာခိုင်တော့နေပဲအစ်စ်ကိုဖော့ဆောင်ရဲ့ပြင်ပကိုစပြီးခြေလန်းလိုက်ပြီးဆိုတာအမားတွေအစစ်မပြေမှုတွေစတင်ကြုံတွေ့ရတော့တာဒါကြောင့်အမားလုံးမိရဲဆိုတာသင်ဟာနေပဲအစ်စ်တစ်ခုကိုရဲရဲဝင်းဝင်းခြေလန်းခဲ့ကြောင်းပြသနေတဲ့တိုးတက်မှုတစ်ခုပါအမားမလုံးမိအောင်အမြဲရှောင်ကွင်းနေတဲ့တော့တိုးတက်မှုများနဲ့ဝေးကွာသွားစေတဲ့ဒါကလည်းအိုင်းစတိုင်းရဲ့အဆိုအမိန့်နေတဲ့ဟာကျွန်တော်ကြိုက်တာလေးကိုမျှဝေပေးတာပါဒီနေ့တော့နေမကောင်းလို့စောစောစီစီနားလိုက်ပါပြီရှင် Bye love you KFN နဲ့ Daily Blog လေးအတွက်ကျွန်တော် follow